ဝယ်သွားတော့လို့မမလေးမလေးမေးဆက်ရှိကိုဝင်လာဟိုဖះကနေမျိုးကတခါတော့ဝယ်ရတာမမလေးမျိုးခါရှင်နေကောင်းကောင်းသေးရလားကောင်းပါလေမမလေးမကောင်းပါဘူးနေလေကြောင်နေနဲ့အတူတူထမင်းစားပဲကွာခေါင်းမကောင်းတာသိလားကြောင်မွေးကြောင်ပဲဖြစ်မယ်ဘာဖြစ်လို့လဲမမလေးအော်ဘာဖြစ်ရလဲနင်ကတခါမှမမေးဘူးလားလာမေးနေရလေအမေကိုသွားမေးပါလားဟိုမမကြီးကလေအခန်းထဲကထွက်မလာသေးလို့ကဲအဲ့ဆိုလည်းမေးနေနေတော့လေဝယ်တဲ့နဲ့ထင်ဝယ်ခဲ့လိုက်နော်ဟိုမမကြီးကဈေးဖို့အတိအကျပဲပေးကြတာအဲ့ဒါဖះပန်းဖို့မမလေးစီကတောင်းမလားလို့အိုးဆိုးသွားပြီမျိုးခိုင်းတေးချသွားတယ်သိလားနင့်အောင်နောက်ထဲကြောင်တန်းနေဝင်နေပြီနင်တော့ခါတော့မှာမဟုတ်ဘူးလေမမလေးရဲ့နင့်ကြောင်နေတေးသွားကြလားရှင်ဟမ်ဒီကြောင်နေအိမ်ကကဲချပြမှာနော်ဘာအောင်မေးနေလဲတားရီဟုတ်ကဲ့မိသားလေးနဲ့မိတိုင်မြန်ညာရှိလို့ပြောလေဆရာတော်ကြီးเจ้าမှာတရားစခန်းဝင်ဖို့အတွက်စီးရင်ပေးထားတာအခုဝင်လို့ရပြီတားရီတစ်ပတ်ပဲဝင်ရမှာကောင်းလားကောင်းတားကတူလိုက်ရမှာနော်ပြောင်းဟေးဘယ်လိုဖြစ်တာလဲလက်သွားတာပဲဟာအမေဘာပြောလိုက်တာလဲတားလက်ရမှာတားဦးလက်နေရလေဟဲ့တရားစခန်းဝင်တာဟုတ်ရလားဟာမရနဲ့ဒုက္ခရတာငယ်ရမယ်လို့ဟဲ့ကောင်းတာလောက်တာလေတရားစခန်းဝင်တာငရဲရစီရလားဟောမေဟိုတရားစခန်းဝင်ပြီဆိုခဲ့ကဦးတော့အဆောင်ပါပြီပြီးညညဆိုတာဘလောက်ဆိုလဲအမေသိတာကအမတော့မစားလို့ရှင်အိတ်ကပျော်တာမဟုတ်ဘူးဗျအခုကတစ်ဖက်တောင်ဆိုတော့တားဆိုင်ဖြစ်မှာပဲအဲ့ဆို9ရက်ပြောပြီးမယ်လေတာဟောမေ9ရက်မပြောနဲ့9မိနစ်တောင်ခေါ်မသွားပါနဲ့ဗျတန်ငယ်ရမယ်အလုပ်နော်ဟုတ်ပြီးတော့အိမ်မှာအမေမရှိတားရှိမှဖြစ်မှာလေအပိုးလေးမပြောနဲ့မင်းဦးလေးမိသားစုခေါ်ထားလို့ရတယ်အော်အမေကလေကိုအိမ်ဆိုတော့ကိုကတိုင်းဆောင်မှာပိုကောင်းမှာပေါ့တာဘေးမှမသွားဘူးလေအိမ်မှာပဲနေမယ်အိမ်ကနေလေဘေးမှမသွားနော်အိမ်ဆောင်နေမယ်နေရလေစင်ကြတော့ပြီးအကောင်ဟမ်ကောင်းမှုကုသိုလ်ဆိုဘာမှမလုပ်ချင်ဘူးဒီမှာပဲနေခဲ့တော့ဘာမှမလုပ်နဲ့ဟိုမေရလေတရားစခန်းသွားမယ်လို့လေဟိုထုထောင်းပါလေတရားပေါက်တော့မသိဘူးငါခေါင်းပေါက်တော့ဟုတ်တယ်မေသမီးတိတ်ချမြင်ခဲ့တာဟုတ်ပြီခုနကခွေးဥတန်နေမကြောက်လားကြားတယ်လေအဲ့ဒါညဆိုခွေးရဘယ်လိုပဲဥနေကြတယ်တို့ရတယ်ဟိုအဲ့တူကြောက်လာလို့ဥလားခုနကတူသမီးကိုလှည့်ကြည့်လိုက်တော့မျက်နှာရ6ဆရာကြီးမေရဲ့မဟုတ်ပါဘူးတမီးကစိတ်ထဲမှာစွဲနေလို့မြင်တာဖြစ်မှာပါမဟုတ်ဘူးမေလုံးဝမဟုတ်ဘူးတမီးတိတ်ချအောင်မြင်လိုက်တာဟုတ်ရဲ့တမီးကြောက်တယ်တမီးလည်းလိုက်အိပ်ပေးပါလားမေနော်တမီးကြောက်လို့ပါမေတမီးတက်လည်းမအိပ်ရလို့ပါလိုက်အိပ်ပေးပါမောင်လေးဟိုကသမီးခန့်လိုက်သွားလိုက်မှာနော်လိုက်သွားလိုက်ပါမမရဲ့သူတယောက်တည်းဘယ်အိပ်ရပါမလဲနော်
ပြောနေပြီစားတကယ်လား တကယ်ပေါ့ဟာခုချိန်ကလန့်နေအောင်ပဲ တင်စားနေ Facebook လေးအသုံးများပြီးတော့ဟိုအဲ့ဒီပုံလေးကြည့်ပါများလို့ထင်အောင်ထင်မှဖြစ်တာများလား မဟုတ်ဘူးဟာငါကြည့်မျက်နှာကိုတိတ်ချောင်မြင်လိုက်တာပြောဆိုနေချက်သိမ်းမြောက်ထားတာလေ ညဘက်ကြီးလည်းပြောရဲမင်းကကြွမျက်နှာကိုဘလို့ပေးချမြင်လိုက်တာ ဟဲ့ညာဘက်ဆိုပေမဲ့ချက်ရှိမှမီးလေးအောင်ရှိရလေ နေဦးကကျူးကသူ့ကိုမြင်စေချင်တာဆိုတော့ထင်ရှားပြတယ်ဖြစ်နိုင်တယ်နော် ဟဲ့အဲ့ဒါကျူးမချဘူးပေါ့ ဘယ်မင်းကကိုစိုးမကြီးကွာ နေလို့နော်ငါတို့ကြောက်နေမှတို့လာမချောင်းနဲ့နော် ဟဲ့ဒါလို့စိတ်ကြောင်ညာနင်းရဲ့တင်းဆောင်ငါတို့တော့ဒါမျိုးလာမလုံးနဲ့နော်ဟွန်း ဟုတ်ငါလည်းထင်တာကိုပြောတာလေဟာ ဟဲ့အစင်းတွေဆိုတာဒီလိုပဲပေါ့ချစ်ချင်းတော့ဘယ်ကျွတ်ပါမလဲ ဟဲ့ပို့ပို့ငါတဲ့လည်းကျူးတငယ်ချင်းမဟုတ်ဘူးနော်နင်တို့အားလုံးလည်းတငယ်ချင်းနေနင်တို့စီပါလာလိမ့်မယ်သိလား ဟဲ့တင်စားနေကမကြောက်ဘူးများထင်နေလား ကြောက်တယ်များထင်နေလား ဟိုမကြောက်ဘူးထင်ပြီးတော့ငါထိုက်ကြောက်နေမှာဆိုလို့ကွာတရေကြောက်တာပေါ့ရောက်သိမ်းမရမင်းဦးလေးကဘောကြီးမလားဟိုအဲ့တော့ဒီငါတို့အိမ်ကိုလိုက်ပြီးတော့ကမွာလေးရုပ်ပြီးမှပြင်ပြီးမှလားကွာ မရှိဘူးခီးထွက်သွားတယ် ဟိုအကြီးလေးတွေမှာကွာ ဩမင်းကလည်းအဲ့လောက်နဲ့ကြောက်နေစမ်းပါနဲ့ကွာငါတို့အိမ်တွေမှာဖယားတို့အိမ်ဆောင်တဲ့တို့ရှိနော်ဘယ်တည်းမှအိမ်ထဲဝင်လို့မရ ဒါဆိုလို့ရှိရင်ငါအိမ်နဲ့လည်းသူဝင်လို့မရလို့ချက်ရှိမှရက်နေရပါတော့ ဟောဒါပေါ့နောက်ဆိုခြံရှိမှာပဲရက်လို့မရအောင်ခြံဆောင်တဲ့ဆိုရှိတယ် နင်ပြောရတာဆိုတော်သေးရပါ ဟွန်း ဟေးဟငါချမ်းနေတာမှမဟုတ်တာကွာငါတို့လမ်းမှာလမ်းဆောင်လည်းမရှိဘယ်လိုလုပ်မလဲ ဟောဟာလားအဲ့ဆိုခက်လိုက် ဘယ်လိုကားမှာတော့ ဟော TV လေးကြောင်ထည့်လိုက်ကွာ ဟိုတီဗီရဲ့ကြောင်ညာတဲ့အောင်ဟိုလမ်းဆောင်နဲ့ညပါမှမဟုတ်တာကွာမင်းရတယ်တင်းဝင်အောင်ငါလည်းတည်နေလောက်ဟိုက်ပါလား တော်စမ်းပါကွာယွန်စရာကြီးထူ အဲ့ကောင်ကလည်းအားကိုးလို့မရဘူး ဟေးလေချင်းနာကဒီစားပိတ်ပြီလား ဟုတ်ကဲ့တိကျသိနေတယ် အဲ့ဆိုရင်နောက်ဖေးရတခါလေးအကောင်လုံးဒီစားစီမအိပ်ပါနော်ဟာတိန်လုံးကတခါလေးဒီစားစီမအိပ်ပါနော် သိကြတော့ဘူးခုလည်းဘယ်ဝမ်းလို့ ဟောငါဒီချိန်ကြီးမှဖယ်သွားမှာလားငါအမေမအိမ်မှာမရှိအိမ်မှာနေရရမှာကောက်ကောင်းနေတယ် ဆိုလို့ရှိရင်ငါတို့တွေ့ထားတဲ့ပုံစံတိုင်းပဲပေါ့ အေးငါလည်းနင်းစားပြောတော့တိတ်မယုံချင်ဘူးအခုကကိုယ်တိုင်လက်တွေ့ဆိုတော့ငါလည်းဘာလို့မှမသိဖြစ်သွားတာမရှိတဲ့ဟာအမေကအိမ်မှာမရှိဘူး ဒါဆိုလို့ရှိရင်ကျူးကျူးကတော့လိုက်ချောင်းနေတေချာသွားပြီပေါ့ ဒီကိစ္စကိုဂျူးဂျူးမျိုးတော့ပြောပြပါလား ဟာနင်းအဲ့လိုရအားနာစရာကြီးလေ မပြောလို့မမရတာဟာသူမကြောက်လို့ဆိုတာတေချာနေပြီရဲ့ ဟာဒါမဲ့အဲ့လိုစကားကြီးကိုကိုယ်တငယ်ချင်းအမေကငါဘယ်လိုပြောထုတ်ပါမလဲဟာတဲ့စားနင်းဆိုရအောင် ပြောထုတ်ဖို့နေတာလေအခုဆိုလို့ရှိရင်အိမ်ထဲကအိမ်ပြန်တော့မထွက်ရတော့ ဟောထွက်စရာမလိုပါဘူးသူကနင်းအိမ်ရှိရောက်နေပြီဟာ ပို့ပို့နေမနှောက်နဲ့နော်နေမကြောက်ဘူးလား ကြောက်တာဘောတငယ်ချင်းဒါပေမဲ့ငါတငယ်ချင်းအကြောက်ပြန်ငါစတာ မစနဲ့အေးအခုငါတို့နှစ်ယောက်အိမ်လာပြီးသွားပြီဆိုတော့နင်တို့အိမ်တွေကိုလာဖို့ပဲကြံပြီလား လွယ်ပါစေပြပါစေတငယ်ချင်းငါထင်တာတော့ငါတို့နှစ်ယောက်ထက်နင်တို့နှစ်ယောက်ကိုပို့ခင်လို့လာနှုတ်ဆက်တာပဲထင်တယ် အေးအဲ့လိုဆိုတော့ကောင်းတယ်နော်နှုတ်ဆက်ပြီးတခါထွက်သွားပြီးတော့အခုငါစဉ်းစားပြီးစိတ်ကောင်းဖြစ်နေတာသူမကြုံမလွတ်တဲ့ဘဝကြီးမှာအကြိုက်ရှိနေမှာပဲ အေး
သူ့မေလည်းသူ့တော့ကုသိုလ်ကောင်းမှုတွေပါလှုပ်ပေးမှာလို့ဘာဖြစ်လို့သူကမကြွရလဲမသိဘူးနော် အများမရသေးလို့မကြောက်သေးဘူးဖြစ်မယ်နော် အေးပါကျွတ်ချိန်တန်တော့လေကျွတ်တော့မယ်တကယ်ချင်းအရေးကြီးတာငါတို့နှစ်ယောက်အိမ်ကိုကြောက်မလာဘူးအရေးကြီးတယ် ငါတော့သူနောက်တစ်ခါရောက်မလာခင်ငါအမေနည်းနည်းပြန်လာပါစေလို့ပဲငါဆုတောင်းနေတာ ငါတော့အကြပြောပြီးတော့သူနေကြတယ် ဟောင်းမငါငါကြောက်နေမှန်းတယ် ကြောက်ဘူးတော့ ကြောက်တော့ အဲ့လား သမီးကလည်းဘာလို့အားလောက်ကြာနေရလဲဒီမှာသမီးကြောက်လို့ကြောက်နေတာ ။သမီးရလေကွယ်။အောက်မှာမောင်လေးဖို့အတွက်မမေကကိုတရားရှိတဲ့အတိုင်းစီစဉ်ပေးနေရသေးတယ်လေ ကိုသမီးလေးထက်ပဲတို့ကိုပြီးဦးစားပေးနေ ။အဲ့လိုမပြောအောင်လေသမီးရဲ့။အဲ့လိုမပြောအောင်နော်။သူ့ဘက်ကသမီးကြောက်နေမှသိလို့သမီးနဲ့အတူတူအိတ်ဖို့အတွက်မမေကိုခွင့်ပြုပေးတာလေ ဟုတ်မေရဲ့ဒါအမြဲတမ်းအတွက်မှမဟုတ်တာသူ့ဘက်ကခွင့်ပြုပေးနိုင်မှာပေါ့ ။အေးအမြဲတမ်းတွေ့ကိစ္စကိုလည်းမမေပြောချင်တယ်။သမီးတို့မင်္ဂလာကိစ္စကိုမြန်မြန်စီစဉ်လိုက်ရင်ကောင်းမှတင်တယ် အမေကလည်းသမီးနဲ့တန်းတန်းပဲလာအိတ်ပေးရသေးရဲ့သမီးရကြပေးထားအောင်လို့လား ။ဟဲ့သမီးတို့မင်္ဂလာကိစ္စကိုပြောနေတာခုမှမဟုတ်ဘူးလေသမီးရဲ့သမီးတို့ချင်းကတွဲသွားတွဲတာလုပ်နေတာအောင်မိဘတွေကဘာမှမပြောပေမဲ့ဘေးပတ်ဝန်းကျင်မှာကြာလို့ရှိရင်ကောင်းဘူးသမီးရဲ့နော်အဲဒါကြောင့်မမေကပြောနေရတာ ဟုတ်ပါပြီမေရဲ့အားဆိုလို့ရှိရင်လည်းမြန်ဦးလည်းမေတရားစခန်းထွက်လာမှာပဲဒီကိစ္စကိုတိုင်ပင်ချတာပေါ့ အေးဟုတ် 哦，这样。 ဒါမဲ့ဒီစင်မှာလည်းမှာဆိုရင်Saturday Sunday က29နဲ့28ရက်2ရက်ရှိတယ်မှာ အေးကောင်းပါလေမောင်လေးရဲ့ အဲ့ဆိုရင်29ကိုလက်မှတ်ထိုးပြီးတော့28ကိုမင်္ဂလာအဲ့ခံပွဲနဲ့တင်တာနဲ့တွေ့လိုက်မကောင်းဘူး ကောင်းတယ်မောင်လေးကောင်းတယ်အကြောင်းကောင်းတာပဲ ဆက်ကောင်းပြီလေ ယောက်ျားလေးရှင်ဖြစ်တဲ့ဒုံမှုပြည့်တဲ့ဆန္ဒလည်းပြောပါမယ် อ๋อကျမတို့နေနေကတော့ဒီမင်္ဂလာပွဲကိစ္စနဲ့ပတ်သက်ပြီးတော့မိန်းကလေးရှင်ဘက်ကိုပဲဦးစားပေးထားပါတယ်။ညာတော့ဣတိရခိုင်ဆန္ဒပြောပါအောင်ရှင် ဟိုမောင်လေးယူပေးထားတဲ့ရက်ကလေအားလုံးနဲ့အဆင်ပြေမဲ့ရက်ပဲဖြစ်မှာပါနောက်အေးရဲ့ဆန္ဒကလည်းဟိုမောင်လေးရဲ့ဆန္ဒနဲ့တူတူပါပဲ ညဦးလည်း နေဟာအနိသမီးကြီးပြောပါဗျာကျွန်တော်မြောင်းနေပဲလိုက်ခေါ်မယ် ညကနည်းနည်းတင်းနေလေဟာနည်းနည်းတော့ဝင်ပြောပါဘာလို့ငြိမ်နေရလဲဒါငါတို့ညမင်္ဂလာပွဲကိစ္စမဟုတ်ဘူး အဲ့ဟုတ်တယ်လေဒါမဲ့ဒါနေအောင်ရတာယူရလေလူကြီးတွေကိစ္စလေခုနေမေရဲ့သဘောတူတယ်ငါမေရဲ့သဘောတူတာပဲဟာဒီလိုနေကောင်းချက်တာရွေးပြီးသွားမှာငါတို့ကိစ္စလာပြီလေခုတည်းတိတ်ရှိတဲ့ကိစ္စတော့မင်္ဂလာပွဲကိစ္စနော်ထင်တဲ့ကိစ္စဝယ်စားရွေးဖို့ကိစ္စဟန်နီမူကိစ္စအဲ့ဒါဆိုနေနဲ့ငါရဲ့ကိစ္စငါပြောမှာနေရတယ် ။ကဲတော့ဣတိရခိုင်ဟိုကိုတင်ဆန်းဝင်းပြောတဲ့ရက်ကိုပဲအတီးပြုလိုက်ရမလား ကောင်းပါလေအတီးပြလိုက်ပါတီးပြလိုက်ပါဟုတ်ကဲ့ အဲ့ဆိုအဲ့ဒီမောင်လေးမလိုက်မယ်နော် ဟဲ့ဘာမှမလုပ်ဘူး ဟုတ်အကိုကြီးအဲ့မှာယူရတဲ့ချက်ကိုဒီထဲမှာမှတ်လိုက်ပြီနော်မှတ်လိုက်ပါ ။ကဲမင်္ဂလာရက်ကတေချာသွားပြီဆိုတော့တာခုနပြောတဲ့ကိစ္စကိုတမီးနဲ့ပြောကြည့်ပါ။မင်းကနားထောင်ကြည့်အောင် ဟုတ်အဓိကအရင်ဦးဆုံးလောက်ရမှာတော့ဟိုကိုလိုချင်တဲ့ရက်ကိုရဖို့အတွက်ဟုတ်တော့တိတ်ချိတ်ပုံလေ ဟုတ်တယ်အဲ့ဒါအရေးကြီးဆုံးပဲအဲ့တော့ဟိုတယ်တိတ်ကိုအရင်ချက်ရမယ်ဟုတ်လားစီရိုနာနော် ဟောအေးငါမှတ်နော် ဟုတ်လေ နည်းခံရနော် ပြီးတော့ကျွေးမွေးအခမ်းဖို့အတွက်ကနေပွဲရောညာပွဲရောအတွက်ဟိုတယ်နဲ့ညှိရမယ်အဲ့ဒါလည်းတေချာမှတ်လားဟုတ်လားလေ ဟောအေးနည်းပါခိုင်းမှာဟုတ်နော် ခိုင်းတယ်လေဝစားကိစ္စထက်ဟဲ့ဟိုဘဝင်းနဲ့ဘို့ဟိုနင်တို့နှစ်ယောက်တို့သမီးကန်လုပ်ပေးရမယ်နော် ဖြစ်တယ်လေငါတို့ကလာရဲဆိုတော့နေတို့မင်္ဂလာပဲပုံမိုက်သွားတော့ပေါ့ ငါတို့တော့အဝေစားကနင်တို့စပွန်ဆာနော်ရှယ်ဖြစ်နေမှရမှာ ဝစားတော့ကအေးဆေးပါ ။ဟိုသူတို့နှစ်ယောက်ကသတို့သမီးညာဆိုတော့ငါတို့တစ်ယောက်လည်းသတို့သားရလုပ်မယ်နော် ဟဲ့ဟိုအဲ့ဒါတော့လေဟိုနင့်တငယ်ချင်းပဲမေးကြည့်လိုက် ။မင်းကမျက်နှာစုံးနဲ့ငါ့ဘာလို့အဲ့လောက်ကြီးစိုက်ကြည့်နေရလဲ။ငါမျက်နှာတစ်ခါမှမမြင်ဘူးလားဟမ် မင်းရက်ကိုကြည့်နေ ။
အဝတ်စားချုပ်ပြီးတော့စိတ်ကူးနဲ့တိုင်းနေတာမလားဟမ် ဟောသူတို့သမီးရန်လုံးမဲ့လူရဲ့အရက်ကိုလည်းကြည့်အောင်နော်မင်းဒုက္ခတော့ပဲရှိမှာဟောဟင်းတော့သူတို့သမီးရန်တို့ဖြစ်နေရုပ်ဆိုးနေမှာဟောမင်္ဂလာပဲဘယ်လိုလောက် နေလိုက်တာကွာနေလိုက်တာအဲ့လိုဆိုရင်မင်းကတို့သားရန်ဘယ်သူ့ကိုခေါ်မှာ ဒီဘာအတင်သားနဲ့တိုင်မရမှာ ဟိုတခြားတငယ်ချင်းတွေလည်းရှိသေးရပဲလေဟိုအဓိကကတော့သူတို့သမီးအရန်နေနဲ့လိုက်ဖက်တဲ့သူပဲရွေးရမှာပေါ့အဲ့ဒါမှငါတို့မင်္ဂလာပွဲရလှမှာလေ နင်တို့မင်္ဂလာပွဲကိုလှတဲ့လှတော့အောင်ပိုပြီးထူးကြတော့ငါတို့သားရန်မလုပ်တော့ဘူးပန်းချမ်းမယ်ဘယ်လိုလဲအဆင်ပြေလားဟမ် 你也搬不见，不见的，然后那个还盼望什么？对上背面对我哎呦，哪有文文秀人的？ ကွေးပါဟဲ့အဲ့အစ်စ်တို့ရဲ့မင်္ဂလာမရှိတဲ့ဟာတွေပြောမနေစမ်းပါနဲ့ငါတို့ရဲ့မင်္ဂလာရှိရဲ့မင်္ဂလာပွဲကိစ္စပဲဆက်ပြီးပြောကြပါနော်ဟိုမြောအဲ့ဒါဆိုလို့ရှိရင်နင်ပြန်လာခဲ့လိုက်ပြီးလို့ရှိရင်နင်နဲ့ငါနဲ့ဟိုတယ်တိတ်အရင်သွားချိန်တယ်နော် မောင်လေးဟိုတားနဲ့သမီးနဲ့ပြောတဲ့ကိစ္စရအဆင်ပြေရလားဟင် အဆင်ပြေပါတယ်မမရဲ့ဟိုလိုအပ်တာပဲဝိုင်းပြီးတော့ပံ့ပိုးပေးရရုံနဲ့ရှိတော့ ဟုတ်မောင်လေးပြောတဲ့အတိုင်းပါပဲနော် ဟဲ့ရောက်လေငါတို့ဟိုတယ်ဒိတ်ယူပြီးရနဲ့ဝစားကိစ္စတစ်ခါသွားမယ်နော် 呀，我对吧？呢， ဒီဦးမဲ့တိုက်ပုံမှာနေပါဒီဇိုင်းထိုးမှာလဲကျွန်တော်ပုံထိုးမှာလားအကောင်မို့ထိုးမှာလား 够牛大不少，喏，够有呀，够偏门路，还没到，够现在搞不嘛？ ဒီကဖြစ်ပြီးပါတော့ 好嘛，我那都是够你，路上都是够偏门，够有呀，不能偏门喏。ဘာလို့လဲ အော်ဟဲ့မြင်းလာမှလူတားလို့ရက်လိုက်တာလေဒီကလည်းထုံးစံလို့တော့ပြောနေ 不像对没ဟိုလေကြည့်ကောင်းတော့တော့နော်ညီဝါမှာလာပြီးငိုပြမနေနဲ့ဟိုညီဒီခုံးတော့သွားလို့မရဘူးခင်ဗျားတစ်စုံနဲ့ကျုပ်ဒီနေ့အိမ်ပြန်ရောက်အောင်နော်အဲ့ဘာလို့ပြောက်သွား နင်လက်ပါရ ဟယ်လိုဟုတ်ပါတယ်တုံးကြီးတုံးကြီး ရှင်ဟုတ်ကဲ့ကျမတို့အခုပဲလာခဲ့ပါမယ် ဟုတ်ဘာဖြစ်လို့လဲ တာတို့ကားစင်နဲ့ဖြစ်လို့တဲ့ ဟုတ်လားကျမသမီးလေးရော ဟောပါလားဘောတမီးလေးပါလားတော့ကောင်းနေမှာဖြစ်ပါဦးကျမကားအစရဖြစ်တယ်မြက်ဂရီအမေပါ ဆရာကျမတင်လာဝေးရပြီပါဆရာကလေးရဲ့ချစ်ပြီးဘယ်လိုရှိလဲဆရာ ရှင်တွေကတော့အရေးပေါ်ခွဲစိတ်မှုဝင်ရမယ်အခြေအနေ ဆရာကလေးတွေတန်းတော်တော်ပြင်းထန်လို့လားဗျာ ပြင်းထန်တယ်လို့ပဲပြောရတော့မှာအစီအရဖြစ်တဲ့အချိန်မှာတယောက်ကထိုင်ကုန်ကပတ်မထားဘူးတဲ့ ဆရာကျမတို့ကလေးတွေအတွက်အသက်အန္တရာယ်များစိုးရိမ်ရလားဆရာ ဒါကတော့ကျွန်တော်တိတိကျကျပြောလို့မရသေးပါဘူးမိဘရဲ့အနေနဲ့ operation တော့လက်မှတ်ထိုးပေးကြဟုတ်ကဲ့ကျွန်တော်ကတော့အတက်လာလို့ကြိုးစားပြီးပါ ဟုတ်ကဲ့ဆရာ တ
ဆက်မရှိကြဘူးဘယ်လိုရလဲဘာတူလဲမပြောခိုင်းလားဦးတင်စမ်းလာရဲ့မမေမမေဘယ်ရောက်နေရလဲမမေ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 ဘာတူလဲမပြောခိုင်းလားမပြောခိုင်းလားလို့ရလဲဘာမှမရှိကြတော့လားဘာမှမရှိကြတော့လား မ
ကျန်တော့စွန်ကျဲနေတာမဟုတ်ဘူးဒီနေရာမှာမင်းတို့စားရမရှိဘူးမင်းတို့ မ
sit up. Yeah, sit up. Yeah, sit up. Yeah. Held it.
နာမို့ရောက်ပါစေလို့မဖြစ်စတော့ဘူးတမီး မင်းတို့တော့ပြောင်းလဲသွားတယ်ဒီလိုမျိုးတွေလုံးဝကောင်းတယ်ချက်ချင်းဘယ်လိုသိလဲ accident ဖြစ်ပြီးညောနေတဲ့အချိန်မှာအိမ်မမဟုတ်ပဲတကယ်ကြုံတွေ့ရတယ်ငါရဲ့အဖြစ်ပြက်တရားသူပြပူအောင်ကောင်းမယ်ကွာဒါမင်းတို့ပြန်ပြောတော့မင်းတို့ယုံမှာမဟုတ်ဘူးအဲ့တော့ကွာတေဖို့အစမ်းမဖြစ်သေးပဲရုတ်တရက်သိသွားတဲ့လူငယ်ကြီးကဟောတခုခူးရတဲ့အခါမှာလုံးဝအဆင်ပြေမှာမဟုတ်ဘူးဘယ်လိုပဲစဉ်းစားကြည့်ပြီငါတို့အခုအသက်ရှင်နေတဲ့အချိန်မှာတော့ခရီးတစ်ခုသွား